ပရိသတ်ကြီးတို့ခင်ဗျာလူရည်လူချီလာရင်ကို့အိမ်ကို့ချမ်းကို့ဝင်းကို့တိုက်ကို့ကားနဲ့ဂုံရှိရှိဝင်းဝင်းကြွကြွနေကြကြတာလူတိုင်းရဲ့အိမ်မက်ပဲမဟုတ်လားဒါပေမဲ့အိမ်မက်ဆိုတာအချိန်အခါမပေးရင်မက်နေုံနဲ့တင်ပြီးတော့တတ်ပါတယ်အခု1388ခုမဲ့မြန်မာနှစ်သိမ်းမှာတော့အိမ်မက်တွေလက်တွေ့ဖြစ်လာပြီးကိုပိုင်အိမ်ပိုင်ရှင်ဖြစ်လာတော့မဲ့ကန်တူးရှင်တွေအကြောင်းကျွန်တော်ကိုယ်တိုင်ဟောကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုရောက်ရှိနေတဲ့မြန်မာတက္ကရာ1388ခုနှစ်ဟာအချို့တော့နေနိုင်ရှင်တွေအတွက်တော့ဘဝရဲ့အရေးကြီးဆုံးရည်မှန်းချက်ဖြစ်တဲ့အိမ်ပိုင်ယာပိုင်ရရှိစေမယ့်ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်လာပါတော့မယ်။အိမ်ကားဘဝနဲ့တပင်တပိုင်းနှိထိုင်ခဲ့ရသူတွေအိမ်ချမ်းမြေဝဲချင်းပေးမဲ့အခက်အခဲဖြစ်နေသူတွေအတွက်ဒီနှစ်ဟာအောင်မြင်မှုတရဖူးဆောင်မဲ့နှစ်ပါပဲ။ဒီနှစ်တစ်အတွင်းမှာကိုပိုင်အိမ်ပိုင်တေချာမောက်ရောက်ရှိမဲ့နေနံလေးခုကတော့တနင်္ဂနွေတောက်ကြာဘူတဟူးနဲ့အင်္ဂါတို့ပဲဖြစ်ပါတယ်။ဒီနေ့နိုင်ရှင်တွေဟာ1388ခုနှစ်အတွင်းမှာအိမ်ချမ်းမြေတွေတိတိတသာဝင်လာခင်းရှိပါတယ်။အိမ်ချမ်းမြေကိုအပိုင်ရမယ်ပိုင်ဆိုင်ခွင့်တွေရလာမယ်။ဘလူနီးနဲ့ရလာမလဲဆိုရင်ထီတွေပေါက်ပြီးတော့လေဝယ်နိုင်သွားလိမ့်မယ်။စီးပွားရေးတွေတဟုန်ထိုးကောင်းမွန်လာပြီးတော့လေအိမ်ပိုင်နိုင်လိမ့်မယ်။ဒါမှမဟုတ်မထင်မှတ်ပဲအမွေအနှစ်တွေရရှိပြီးတော့လေကိုပိုင်အိမ်လေးနဲ့ဖြစ်သွားလိမ့်မယ်။ဘလူနီးနဲ့ပဲဖြစ်ဒီနေ့နံလီခုကတော့အိမ်ငါးဘဝကနေလွတ်မြောက်ခုကန်စာတာအထွတ်အတိုက်ရောက်နေပါပြီ။အဲ့ဒီတော့ဒီကန်တရားကိုပို့ပြီးခိုင်မာသွားအောင်အိမ်မက်တွေပိုမြန်မြန်ဆက်ရောက်လာအောင်ကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့lâmဆောင်ပြီးအောင်မြင်ခဲ့တဲ့အစွမ်းထက်ရရတစ်ခုကိုခင်ဗျားတို့ကိုမျှဝေပေးခြင်းပါခင်ဗျာအိမ်ပိုင်ရစေမိအစွမ်းထက်ရရလမ်းညွန်ခင်ဗျားတို့ရဲ့အိမ်ကဖျားစင်မှာပဲဖြစ်ဖြစ်တင့်တော်တဲ့ဖျားเจ้าကန်မှာပဲဖြစ်ဖြစ်စမူစာမားခုကိုစနစ်တကျကတ်လူပူဇော်ပေးပါစမူစာဆိုတာလက်ဖက်ရည်ဆိုင်မှာလည်းရနိုင်တယ်လို့အပြင်မှာလည်းအလွယ်တကူဝယ်လို့ရပါတယ်အဲ့ဒီစမူစာ၅ခုကိုဖျားမှာလူတန်းပြီးတော့ဖျားတပည့်တော်မဒီမြန်မာနှစ်သက်1388ခုနှစ်အတွင်းမှာအိမ်ငါးဘွားကနေလွတ်မြောက်ပြီးကိုပိုင်အိမ်ပိုင်နေရာထိုင်ခင်းအမြန်ဆုံးရရှိပိုင်ဆိုင်ရပါစေဖရားဆိုပြီးယုံယုံကြည်ကြည်နဲ့ဆုတောင်းပါဒီရရာလေးကိုပေါ့ပေါ့တန်တန်မမှတ်ပါနဲ့ကျွန်တော်ကိုယ်တိုင်လည်းဒီရရာကိုယုံကြည်မှုအပြည့်နဲ့လှုပ်ဆောင်ခဲ့လို့ကိုပိုင်အိမ်ပိုင်ကိုအောင်မြင်စွာရရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်ခမည်းတော်အနေနဲ့လေကိုယ့်ရဲ့ကန်စာတာကိုဒီရရာနဲ့ပေါင်းစပ်ပြီးအိမ်ပိုင်ရှင်ကြီးတွေဖြစ်အောင်စူးစမ်းကြည့်ကြဖို့ကျွန်တော်ကတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာတနင်္ဂနွေတောက်ကြာဘူတဟူးနဲ့အင်္ဂါသားသမီးတွေအနေနဲ့ဒီနေ့မှာအခွဲလေးခေါင်းကြုံလာရင်လက်လွတ်မခံပါနဲ့ခမည်းတော်စောင့်မျှော်နေတဲ့ကိုချံကိုဝင်းကိုတိုက်လေးနဲ့နေရမယ့်နေ့ရက်တွေဟာလက်တကင်းအကွာမှာပဲရှိနေပါပြီကဲပရိသတ်ကြီးတို့ထဲမှာတော့အခုပြောပြခဲ့တဲ့တနင်္ဂနွေတောက်ကြာဘူတဟူးအင်္ဂါသားသမီးတွေပါဝင်နေကြပါလားမိမိတို့ရဲ့နေနံလေးတွေကိုကံပွင့်အောင်ကောင်းမှန်မှာတခါတည်းရေးသားစုတောင်းသွားလို့ရပါတယ်နော်အိမ်မက်တွေလက်တွေ့ထင်လာဖို့အတွက်ကိုပိုင်အိမ်ပိုင်ရပါစေလို့ comment မှာအဓိဋ္ဌာန်ပြုသွားဖို့လည်းမမေ့နဲ့အောင်နော်ခုနှစ်ရက်သားအမိအားလုံးစိတ်သွားတိုင်းကိုပါလိုရာစန္ဒာတွေတလုံးတဝါတဲ့ပြည့်သွားပြီးအေးချမ်းတဲ့အိမ်ကေဟာလေးဒီကိုစီပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်